Hello everyone ကျွန်တော်တော့ Laurel ပါဒီနေ့ကတော့ JoJo Stone Ocean ထဲမှာပါဝင်လာခဲ့တဲ့ Dio ရဲ့ Heaven Plan နဲ့ Father Pucci တို့ Main Heaven ကိုဘယ်လိုရရှိသွားလဲဆိုတာလေးကိုရှင်းပြပါမယ် Brother တယောက်က Personal DM ထိလာမိတာကြောင့်မလို့တီးပြီးတဲ့လူလည်းရှိတယ်လို့မျိုးတော်တော်များများကလည်းမသိသေးတဲ့အကြောင်းမလို့ဒီအကြောင်းအရာလေးကိုတင်ဆက်ပေးပါမယ်နိဗ္ဗာန်ဆိုတာကတော့ဗုဒ္ဓဘာသာမှာဆိုရင်တန်တရားစကွင်းတွေကလွတ်မြောက်ပြီးတော့ရုပ်ရောနံရောပါမရှိတဲ့ဘုံလို့လည်းပြောလို့ရပါတယ်ဒီအကြောင်းလေးကိုသေချာနားလည်ခြင်းနဲ့ဆိုရင်တော့ယူဘဗေဒအစွဲတွေ theory စွဲတွေဘာသာစွဲတွေအားလုံးကိုခဏမိထားလိုက်ပါJoJo Universe ထဲမှာဆိုရင် Gravity ရယ် Fate ရယ် Time ရယ်အဲ့သုံးခုလုံးကချိတ်ဆက်နေကြတာပါအဲ့ဒါကြောင့်မို့လို့လဲ Jotaro နဲ့ Dio တို့ရဲ့တိုက်ပွဲမှာအချိန်တွေကိုရထားလိုက်လို့စောရကလည်းရက်နေပြီးတော့လေထဲမှာ Superman နဲ့လိုမျိုးပြန်ပြီးတော့တီးနေကြတာပါ Dio ဆိုတဲ့ကောင်ရဲ့အရှိန်အဝါကလုံးဝ JoJo Universe ထဲမှာဆိုရင်နှစ်ဖျားတစ်ပါးနဲ့တောင်မှနှိုင်းရှင်လို့ရပါတယ်နှစ်တရာအတွင်းပင်လယ်ကျမ်းမြေမှာနင်းမြုပ်နေကြတဲ့ကသူကဒီအစီအစဉ်တွေအားလုံးကိုညံလင်းပွင့်ခဲ့တာပါ Dio ပြောတယ်ပြီးပြည့်စုံတဲ့နိဗ္ဗာန်ဆိုတာကကောင်းကင်ဘုံတို့ဘာတို့ကိုဆိုလိုတာမဟုတ်ပါဘူးလူသားတွေအားလုံးကသူတို့ရဲ့ကံကြမ္မာကိုလက်ခံနိုင်ပြီးတော့အေဂျင့်နဲ့ဘဝလေးမှာနေသွားနိုင်ဖို့ပဲဖြစ်ပါတယ်အနာဂတ်မှာလူတွေကမွေးတဲ့ချိန်ကနေတေဆုံးတဲ့ချိန်ထိဘာတွေဖြစ်မလဲဆိုတာကိုကြိုသိနေကြပြီးတော့အဲ့ဒီကံတရားအတိုင်းနေသွားစေချင်တာပါပြောရရင်တော့ဇလန်တဲ့ပုတ်ကိုအစာအဆုံးကြည့်စေချင်တဲ့သဘောပါပဲဒီလိုမျိုးကြောင်းရည်အားလုံးကို Dio ကပင်လယ်ကျမ်းမြေတွေကနေထွက်လာပြီးတဲ့အချိန်မှာတော့အကောင့်ထဲပေါ်ဖို့စူးစမ်းခဲ့ပါသေးတယ်ပြီးတော့လေ Dio ကအန်ညာကြောင့်မလို့သဘောဆိုတဲ့ stand ကိုပါအန်လောလုပ်နိုင်သွားခဲ့ပါတယ်သဘောကိုပိုင်ဆိုင်ပြီးမှပဲ Dio ဟာသူ့အစီအစဉ်တွေကိုအကောင့်ထဲပေါ်ဖို့အတွက်ကဘာနှံ့ကိုခီးသွားခဲ့ပြီးတော့ Enrico Pucci နဲ့တွေ့ခဲ့ပါတယ်အဲ့ဒီမှာ Pucci ရဲ့ stand White Snake က stand ရဲ့ ability ကိုခွင့်ယူနိုင်စွမ်းရှိတာကြောင့်မလို့ Dio ဟာ Pucci ကိုထင်လွဲခဲ့မိပါတယ်ဒါပေမဲ့လည်း Pucci ဟာ Dio ရဲ့အချိန်ဝါကိုကြည်ညိုတဲ့သူဖြစ်နေတာကြောင့်မလို့သူဟာတောင်းပန်တဲ့အနေနဲ့ပဲလက်ဖြတ်ရိုးတစ်ချောင်းကိုထုတ်ပေးပြီးတော့ပြီးပြည့်စုံတဲ့နိဗ္ဗာန်ကြောင်းကိုတစ်စိတ်တစ်ပိုင်းပြောပြပေးခဲ့ပါတယ်နောက်တော့18နှစ်ကျောင်းသားလေးရဲ့အနံရှူတာကိုခံလိုက်ရပြီးတော့ Egypt မှာပဲဖုံဖုံနေဖြစ်ပျောက်ကွယ်သွားရပါတယ်သူသေဆုံးပြီးတဲ့ချိန်မှာပဲ Dio ရဲ့မှတ်စုစာအုပ်ဖြစ်တဲ့ The Way to Heaven စာအုပ်ကို Jotaro ကရှာတွေ့ခဲ့ပါတယ်အဲ့ဒီစာအုပ်ထဲကအကြောင်းအရာတွေအားလုံးကိုဖတ်ပြီးတော့ဒီလောကကြီးအတွက်အန္တရာယ်ရှိနိုင်တာကိုသိလို့ Jotaro ကဖျက်ဆီးပစ်လိုက်ပါတယ်Dio ရဲ့စာအုပ်ထဲကအချက်လက်တွေအားလုံးကိုရှင်းပြပါမယ်။ Dio ဟာယုံကြည်ရတဲ့မိတ်ဆွေတယောက်ကိုလိုအပ်ပါတယ်။အဲ့လူဟာငွေကြေးအာဏာနဲ့လိင်ကိစ္စတွေကိုစိတ်မဝင်စားပဲနဲ့ဖရားရဲ့အမိန့်တော်ကိုပဲနာခံတတ်တဲ့လူမျိုးဖြစ်ရမယ်။အဲ့ဒါက Father Pucci ကိုရည်ညွှန်းတာပါ။ပြီးတော့လည်းအပြစ်သား36ယောက်ရဲ့စရိမှုတွေကိုလိုအပ်ပါတယ်။သူတို့စီမှာရှိတဲ့ပြင်းထန်တဲ့ negative energy တွေနဲ့တက်ရှိတဲ့ကောင်ကိုဖန်တီးချင်တာပါ။အဲ့ဒီအပြစ်သားတွေကတော့ Green Dolphin ကျင်းတောင်တွေကထောင်သားတွေကိုဆိုလိုပါတယ်။နောက်တော့ဒီစာပိုက်14ချောင်းကိုလိုအပ်ပါတယ်။ Dio ဟာဒီစာပိုက်တွေကိုမမေ့အောင်လို့သူ့ရဲ့ stand သဘောရဲ့ခန္ဓာကိုယ်ပေါ်မှာထွင်းထုတ်ခဲ့ပါတယ်။အဲ့ဒီစာပိုက်တွေကတော့ Green Baby ကိုနှိုးထားစေတဲ့နေရာမှာအရေးကြီးပါတယ်။ပြီးရင်ကိုပိုင် stand ကိုဖျက်ဆီးကအပြစ်သားတွေရဲ့ဝိညာဉ်နဲ့ပေါင်းစည်းပြီးတော့ spiritual life form တစ်ခုကိုဖန်တီးဖို့လိုပါတယ်။ Dio ရဲ့ stand နဲ့ပေါင်းစည်းရမယ်စာ Pucci ဟာ Dio ရဲ့ DNA တွေပါဝင်နေတဲ့လက်ဖြတ်ရိုးနဲ့ပဲပေါင်းစည်းစေလိုက်ပါတယ်။နောက်ဆုံးကျန်နေတာကတော့နေရပါ။အပေါ်က၄ချက်ကိုအကောင့်ထဲပေါ်ပြီးသွားပြီဆိုရင်မြောက်လက်ဒီကျူ28ဒီဂရီ24မိနစ်နဲ့အနောက်လက်ဒီကျူ80ဒီဂရီ36မိနစ်ကိုသွားနိုင်မယ်ဆိုရင်တော့နိဗ္ဗာန်ကိုရောက်ရှိလိမ့်မယ်လို့ရေးထားပါတယ်။သူပြောတဲ့နေရာကတော့အမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ်မှာရှိတဲ့ Kennedy Space Center ရဲ့အနီးနားမှာပဲဖြစ်ပါတယ်။ Stone Ocean မှာတော့ Pucci က Dio ရဲ့ Heaven Plan ကိုအကောင့်ထဲပေါ်နိုင်သွားပါတယ်။ Enrico Pucci ရဲ့ stand White Snake ဟာလူတစ်ယောက်ရဲ့မှတ်ဉာဏ်နဲ့ stand တွေကို CD ချက်တွေဖြစ်ထုတ်ယူနိုင်ပါတယ်။ပြီးတော့လည်းထုတ်ယူထားတဲ့ stand disk တစ်ချက်ကို stand user မဟုတ်တဲ့အခြားလူတစ်ယောက်ကိုပေးပြီးတော့ stand user ဖြစ်လာစေလို့ရပါတယ်။အဲ့ဒီတော့ White Snake ကြီးက stand arrow logic ကြီးကိုဖတ်ချလိုက်တာပေါ့။ပြီးတော့လည်း memory disk တွေနဲ့အခြားလူတွေကိုမိန့်ပေးတာတို့ဘာလို့လဲလုပ်လို့ရပါသေးတယ်။အမြင်အာရုံလဲစားတာတွေကိုလည်းပြုလုပ်နိုင်ပြီးတော့အကျဉ်းသားတွေအားလုံးကို hallucination တွေကိုလှည့်ခေါ်ကအခြားသူများကိုလည်းထိခိုက်အောင်လုပ်လို့ရပါတယ်။ပြီးတော့ Pucci ကသူခိုးယူထားတဲ့ Limp Bizkit ဆိုတဲ့ stand ကို Sport Max ကိုပေးပြီးတော့ Dio ရဲ့အရိုးတွေကိုအသက်ပြန်သွင်းလိုက်ပါတယ်။အဲ့ဒီအရိုးမှာဘက်တီးရီးယားကူးစက်မှုတွေရှိလာခဲ့ပြီးတော့သူနဲ့ထိမိလိုက်တဲ့သူတိုင်းကအပင်နဲ့အတူတဲ့သတိသားလိုအရာတွေဖြစ်လာခဲ့ကြပါတယ်။သတိသားလောင်းလေးတွေကနေအောင်ကြီးကနေအာဟာရကိုကောင်းစွာဆုပ်ယူနိုင်ကြပြီးတော့ Green Baby လိုမျိုးတဘာဝလုံးတက်ရှိအဖြစ်မွေးဖွားလာစေပါတယ်။ထောင်သားတွေရဲ့ပေးဆက်မှုနဲ့ Dio ရဲ့အရိုးကြောင့်မွေးဖွားလာတဲ့ Green Baby ကို Pucci ဟာ Dio ရဲ့ထိုင်အိမ်မှာရေးသားထားခဲ့တဲ့စာပိုက်14ပိုက်ကိုဖတ်ပြပြီးတော့သူနဲ့ပေါင်းစည်းလိုက်ပါတယ်။ဒီစာပိုက်တွေကငငယ်တုန်းက Dio မိခင်မှာသူ့အမေကရှောက်ဆိုပြခဲ့တဲ့တားချောက်တေးဆိုတဲ့ theory လည်းရှိပါတယ်။ဘာမှအထိပ္ပယ်မရှိပေမဲ့လည်းကလေးတွေကအဲ့အတန်ကြားမှာအိပ်ပျော်တာမျိုးပေါ့။အဲ့ဒါကြောင့်မလို့ Enrico Pucci ဟာလည်း Joestar တယောက်ဖြစ်လာခဲ့ပြီးတော့ Simon ဆိုတဲ့ stand ကိုပါရရှိသွားခဲ့ပါတယ်။ Simon မှာတော့ White Snake လိုမျိုး disk တွေကိုထုတ်နိုင်တဲ့စွမ်းရည်တော့မရှိတော့ပါဘူး။ဒီ stand ကမြေဆွဲအားကိုအဓိကထိန်းချုပ်နိုင်ပါတယ်။မြေဆွဲအားကို180ဒီဂရီအပေါ်အောက်ဖြောင်းပြန်လန်းချပြီးတော့အနီးပတ်ဝန်းကျင်ကအရာဝတ္ထုလူ object နဲ့အရာအလုံးရဲ့ gravity direction ကိုပြောင်းလဲနိုင်ပါတယ်။ Pucci ကိုလည်းမြေဆွဲအားကိုပြောင်းလဲခြင်းအဖြစ်ဘယ်မျက်နှာပြင်ပေါ်မှာမဆိုလမ်းလျှောက်နိုင်အောင်လုပ်ပေးနိုင်ပြီးတော့ gravity ကို0ထိချော့ချလိုက်ပြီးတော့လေထဲမှာပြန်လာတော့ပါလုပ်နိုင်ပါတယ်။ Stone Ocean ကြည့်ပြီးတဲ့လူတိုင်းကတော့ Simon ကြောင့်ကိုသိလောက်ကြမှာပါ။လူတွေသိမသိသေးတဲ့အချက်ကတော့ Simon ကသူ့နားတော်ရဲ့မှာရှိတဲ့အချိန်တွေကိုမြင်စေနိုင်ပါတယ်။အဲ့ဒါကလည်း Pucci နဲ့အနီးကနေမှသာတက်ရောက်မှုရှိလာတာဖြစ်ပြီးတော့ White Snake နဲ့ Main Heaven ကြားမတည်မငြိမ်ဖြစ်နေတာကြောင့်မလို့ဒီစွမ်းရည်ကို Pucci ကိုယ်တိုင်လည်းထိန်းချုပ်လို့မရနိုင်ပါဘူး။နောက်ဆုံးမှာတော့ diary ထဲက coordinate တိုင်းကိုလိုက်သွားတဲ့အခါမှာတော့ Simon ကနေ Main Heaven ဖြစ်ကို evolve ဖြစ်သွားပြီးတော့စကြဝဠာကြီးရဲ့အချိန်တွေအားလုံးကိုထိန်းချုပ်နိုင်သွားခဲ့ပါတယ်။ဗီဒီယိုအစမှာပြောခဲ့သလိုမျိုးပဲ Gravity ရဲ့ Time ရဲ့ Fate ရဲ့ဆိုတာကဆက်ဆက်နေကြတာပါ။ Gravity ရဲ့ Time ရဲ့ကိုကြိုက်တယ်လို့ထိန်းချုပ်နိုင်မယ်ဆိုရင်တော့ကန်တရားနဲ့ရလက်တွေကိုပါပြောင်းလဲပေးနိုင်ပါတယ်။
ဒါကိုလည်း D4C ရဲ့လက် train ကတက်သေးပြပြီးသွားပြီဖြစ်ပါတယ်နားလည်အောင်ပြောပြရမယ်ဆိုရင်တော့ gravity ကိုထိန်းချုပ်ပေးနိုင်တဲ့စီမွန်းကတော်တချောင်းဖြစ်ပြီးတော့အချိန်ဆိုတဲ့တကားတစ်ချက်ကိုဖွင့်ပေးလိုက်တာကြောင့်မလို့အချိန်ကိုထိန်းချုပ်ပေးနိုင်တဲ့ main heaven ရဲ့လို့ဖြစ်လာခဲ့တာပါကဲဒါလို့ဆိုရင်တော့ Dio ရဲ့ heaven plan အကြောင်းကိုအသေးစိတ်နားလည်မယ်လို့မျှော်လင့်ပါတယ် main heaven ရဲ့ universe reset အကြောင်းကိုတော့ဗီဒီယိုတစ်ပုဒ်နဲ့ရှင်းပြပြီးပြီဖြစ်လို့နားမလည်သေးရင်တွားကြည့်လို့ရပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့တွေနောက်ဗီဒီယိုမှာပဲပြန်တွေ့ကြတာပေါ့